ဘဝမှာလေတခုခုကိုပြောင်းလဲချင်တဲ့အခါနောက်မှလုပ်မယ်ဆိုပြီးရွှေ့ထားမိတာမျိုးတွေရှိကြရမလားဒါပေမဲ့အဲ့ဒီနောက်မှဆိုတာကတကယ်တမ်းကျလေရောလွတ်ရလားအဲ့ဒီအကြောင်းလေးနည်းနည်းလောက်ပြောကြည့်ကြရအောင်အပင်တပင်ကိုကြီးသွားမှကွေးမယ်ဆိုရင်လွယ်ပါမလားအဖြေကတော့ရှင်းနေတာပဲနော်ဒါပေမဲ့လူဘဝမှာကြတော့အကျင့်တစ်ခုခုတို့အတွေးခေါ်တစ်ခုခုတို့ဆိုနောက်မှပြင်လဲရပဲလို့ထင်တတ်ကြတယ်အဲ့ဒီအတွေးကိုလေအယမ်းမှန်နဲ့မြန်မာစကားပုံလေးတစ်ခုကအဖြေပေးစားတာရှိတယ် အဲ့ဒါကတော့အပင်ငယ်စဉ်ကွေးမှာတဲ့ကြားဘူးကြမှာပါဆိုလိုရင်းကရှင်းရှင်းလေးပဲဘာမဆိုသေးနေတော့ငယ်နေတော့မှပြုတ်ပြင်တာကအကောင်းဆုံးပဲပုံသွင်းတာကအလွယ်ဆုံးပဲဆိုတဲ့သဘောပါပဲဒီစကားပုံကကျွန်တော်ရဲ့စိုက်ပျိုးရေးနောက်ခံကနေလာတာဆိုတော့ပို့ပြီးတော့မြင်နာသေးတယ်စဉ်းစားကြည့်လေအပင်ပြိုလေးတစ်ပင်ငငယ်လေးစိန်ဘလောက်တောင်ပြိုပြောင်းလိုက်တယ်လဲလက်ကလေးနဲ့တင်ကိုလိုချင်တဲ့ပုံစံကိုညင်ညင်တာတာလေးကွေးလို့ရတယ်ပုံသွင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီအပင်လေးကနေတက်တန်းရင်တက်ပင်အကြီးကြီးဖြစ်လာပြီဆိုရင်တော့ဘယ်လိုဖြစ်သွားမလဲပင်စီကြီးကမာဂျိုးတောင့်တင်းသွားပြီအဲ့ဒီကြမှာအရင်လိုပြန်ကွေးမယ်ဆိုတာကတော့မဖြစ်နိုင်တော့တဲ့လောက်ပဲကွေးရင်ကျိုးပဲသွားမှာပေါ့နော်အဲ့ဒီဥပမာအတိုင်းပါပဲကျွန်တော်တို့လူဒီတဲ့ဘဝမှာလည်းအတူတူပဲကျွန်တော်တို့ရဲ့အလေးကျင့်တွေအတွေးခေါ်တွေအဲ့ဒါတွေကိုစောစောစီစီအငစ်မတွေ့ခင်ပြုတ်ပြနိုင်လေးလေးနောက်ပိုင်းမှာဘဝခရီးကပို့ပြီးဖြောင်ချူးလေကူလေးလေးပါပဲဆိုတော့အခုဒီစကားပုံလေးကိုကြားပြီးတဲ့အခါကိုပြန်မိကြည့်ရအောင်အခုဒီနေ့ကိုဘဝမှာပြောင်းလဲပြစ်ချင်တဲ့ဒါမှမဟုတ်ပုံတွင်းချင်တဲ့အရာလေးတစ်ခုခုများရှိနေမလားအဲ့ဒါကိုနောက်မှဆိုပြီးရှင်းမဲ့အစားအခုကတည်းကစပြီး꿰ကြည့်ကြမလား